ပေါ့ဒါကြောင့်မို့လို့ငါသားလေးဟောဒီယဟန်နေလို့စီကံရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်သိကောင်းမှာပဲလို့နှုတ်ကနေထုတ်ပြောတော့မြတ်စွာဘုရားကဘုရင်ကြီးစိတ်ချမ်းသာရရအောင်အာဂမနုခောမဟာရာဇယထာပိမဘယ်လိုလဲမင်းကြီးချစ်ခင်မြတ်နိုးတဲ့သားစီစိတ်ရောက်နေသလားလို့မြတ်စွာဘုရားကနှုတ်ဆက်လိုက်တဲ့အခါနှုတ်ဆက်စကားပြောလိုက်တော့မှဝမ်းသာသွားတယ်သူနော်စကားပြောရဲတယ်မှန်ပါဗျာတပည့်တော်သားတော်ဥရိယဗျာဒကိုအလွန်ပဲချစ်မြတ်နိုးပါတယ်တပည့်တော်ရဲ့သားတော်လေးဟာခုလိုယဟန်နေလို့စီကံတကြငြိမ်ငြိမ်သက်သက်များဖြစ်သွားမယ်ဆိုရင်တပည့်တော်သိကောင်းမှာပဲလို့တွေးမိပါတယ်လို့ဒီလိုလျှောက်လိုက်တဲ့အခါစကားစမိပြီးသားဖြစ်သွားသူ့စိတ်တွေမြတ်စွာဘုရားပေါ်မှာကြောက်ရွံ့နေတဲ့စိတ်တွေဟာပြေလျော့သွားပြီးတော့မြတ်စွာဘုရားရဲ့ဖော်ရွေမှုပြုံးရွှင်တဲ့မျက်နှာမဟာကရုဏာတွေကိုကြောင်းမို့လို့သူဟာစိတ်ချမ်းသာမှုတွေအများကြီးရသွားတယ်ဘုရင်ကြီးရသွားတဲ့အခါကျတော့အဲ့ဒီကျမှမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုဥသုံးငိမ်ချပြီးတော့ယဟန်တန်ဃာတွေကိုလက်အုပ်ချီတယ်ဒီနေရာမှာမှတ်သားစရာကောင်းတာကမြတ်စွာဘုရားကိုဥသုံးငိမ်ချပြီးတော့ယဟန်တန်ဃာတွေကိုလက်အုပ်ပဲချီတယ်ဆိုတာဘာကြောင့်လဲနော်ဘာကြောင့်လဲလို့ဆိုမြတ်စွာဘုရားကအကြီးမားဆုံးနော်အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ဘုရားကိုသာဥသုံးငိမ်ချတယ်ကျန်တဲ့ယဟန်တွေကိုဥသုံးငိမ်ချနေမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုမလေးစားရကြောင်းပဲပေါ့ဒါကြောင့်မို့ဒီအမြတ်ဆုံးပုဂ္ဂိုလ်ကိုအလေးစားပေးပြီးတော့လေးစားသမှုပြုပြီးတော့ကျန်တဲ့ပုဂ္ဂိုလ်တွေကိုတော့အတိမတ်ပြုတဲ့သဘောလောက်ပဲ respect ပေးတဲ့အနေနဲ့လက်ဥကလေးပဲလှမ်းချလိုက်တယ်ဒါသဘာဝပဲဒါကြောင့်မို့လို့ဆရာတော်ကြီးတွေစီရောက်တဲ့အခါမှာတချို့ဒီလိုစာလာပေလာတွေကိုမှတ်သားတဲ့ပုဂ္ဂိုလ်တွေဟာဆရာတော်ကြီးတွေကိုရှိခိုးဝါချပြီးရင်အနာနာမှာတခြားတန်ခါရှိရင်လက်ကလေးပဲခြီတော့တယ်နော်ဆရာတော်ကြီးကြောပေးပြီးတော့တခြားကိုတော့ဝတ်မချဘူးဆိုပါစို့ရွှေတကုံစေတီတက်မယ်ဆိုလို့ရှိရင်နော်ရွှေတကုံစေတီတော်မြတ်ကြီးကိုဥချနေလို့ရှိရင်နောက်ကဘုရားရုပ်ဘွားတော်တွေကြောပေးပြီးသားဖြစ်နေတယ်အဲ့ဒါဟာတကယ်တော့လေအဂါရဝါဖြစ်တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့အဲ့ဒါမျိုးတွေကတကယ်တော့မဖြစ်သင့်ဘူးတကယ်မြတ်စွာဘုရားကိုဥသုံးငိမ်ချနေတဲ့အချိန်မှာနောက်ကရုပ်ဘွားဆင်းတုတော်တွေရှိနေတာဟာတော့မသင့်တော်တဲ့အနေအထားတစ်ခုဖြစ်တယ်ပေါ့အေးဒါလည်းပဲတည်ပြီးသားဖြစ်နေတော့ဘယ်သူမှမတတ်နိုင်ဘူးလေမြတ်စွာဘုရားရှေ့ကရုပ်ဘွားတော်ဥချရင်နောက်ကရုပ်ဘွားတော်ကိုအလို့လျောက်ကြောပေးပြီးသားဖြစ်နေတယ်ပေါ့ရှေးတုန်းကဒီလိုပဲဒီမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့အနီးမှာနေလို့ရှိရင်သူ့လောက်မမြင့်မြတ်တဲ့ပုဂ္ဂိုလ်လာလို့ရှိရင်အလေးပြုတာမျိုးမလုပ်အောင်ဆိုပါစို့သတ္တပါဏိဆိုတဲ့ဥပဒကဟာကောသလမင်းကြီးမလာခင်မြတ်စွာဘုရားနားမှာထိုင်ပြီးတော့ဘုရားကိုရိုသေကာရဝပြုနေတယ်အဲ့ဒီချိန်မှာဘုရင်မင်းကြီးလာတဲ့အခါမှာခုခေတ်မှာဆိုလို့ရှိရင်လူတွေကယုံနဲ့ထပြီးတော့နောက်လူကိုကြိုလိုက်မယ်သတ္တပါဏိဥပဒကကတော့ဘုရင်ကြီးလာတာကိုထပြီးတော့မကြိုဘူးဘာဖြစ်လို့မကြိုသလဲလို့ဆိုရင်မြတ်စွာဘုရားကပို့ပြီးတော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဘုရင်ကိုထကြိုလို့ရှိရင်ဘုရင်ကမြတ်စွာဘုရားတဲ့ပို့ပြီးတော့အလေးပေးခံရတဲ့ပုဂ္ဂိုလ်မျိုးလို့ဖြစ်သွားနိုင်တယ်ဒါကြောင့်မို့လို့ဘုရင်ကိုထမကြိုဘူးမြတ်စွာဘုရားကိုပဲအလေးပြုပြီးတော့နေတယ်အဲ့ဒါလို့နေတော့ဘုရင်လှုပ်တဲ့ပုဂ္ဂိုလ်ကမကျေနပ်ဘူးအခုခေတ်မှာလည်းပဲတချို့ဒီဆရာတော်ကြီးတွေရှေ့မှာတရားနာနေတယ်နောက်ကပရိသတ်လာရင်ထကြိုတယ်ဆိုတာတကယ်တော့မလုပ်သင့်တဲ့ကိစ္စတစ်ခုပဲလေးစားရတဲ့ပုဂ္ဂိုလ်ရှေ့မှာရောက်နေရင်နောက်ကဘယ်လိုပုဂ္ဂိုလ်မျိုးပဲလားဒီဆရာတော်ကြီးတဲ့ကြီးတဲ့ပုဂ္ဂိုလ်လာရင်တော့ထကြိုရမယ်ဆရာတော်ကြီးကိုယ်တိုင်ကလည်းထကြိုရမယ်အဲ့တော့သူ့ရဲ့ကြီးတဲ့ပုဂ္ဂိုလ်မဟုတ်လို့ထကြိုမယ်ဆိုရင်ဒီဆရာတော်ကြီးကိုအလေးမပေးရရောက်ပြီးတော့နောက်လာတဲ့ပုဂ္ဂိုလ်ကိုအလေးပေးရရောက်တော့အဂါရဝါဖြစ်တယ်လို့ဒီလိုဆိုတယ်နော်အဲ့ဒီသတ္တပန္နိဝတ္ထုကြည့်လိုက်မယ်ဆိုရင်ဘုရင်ကြီးလာတာကိုသူ respect မပေးဘူးဘာဖြစ်လို့တော့ဖျားရှိနေတယ်ဖျားကို respect ဖြတ်ပြီးတော့ဘုရင်ကိုသွားပြီးတော့ဥစားမပေးဘူး
သို့တော့ဘယင်ကမကျင့်တတ်ဘူးသိတဲ့ပုဂ္ဂိုလ်ကြတော့ကျင့်တတ်တယ်ပေါ့ဘယင်ကဒီယဉ်ကျေးမှုကို तू မသိသည့်အတွက်ကြောင့်မကျင့်တတ်တော့မြတ်စွာဘုရားကဈာဝင်ပြီးတော့ဘယင်ရဲ့မျက်နှာကိုအကဲခတ်ပြီးတော့ဒီပုဂ္ဂိုလ်ပေါ်မှာ तू မကျေနပ်ဖြစ်တယ်ဆိုတာကိုသိလို့မြတ်စွာဘုရားကဒီဥပဒကဟာပိဋကတ်၃ပုံကိုတက်ကြွပြီးတော့အနာဂံဥပဒကဖြစ်တယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားကမိတ်ဆက်ပေးလိုက်ရတယ်အဲ့ဒီကြတော့မှဘုရင်ကြီးကပြေးသွားတယ်ဒီလိုလဲရှိတတ်တယ်ပေါ့